တစ်ခေါက်မှာတော့ထိုင်းမှာပဲရှိတယ်အရန်ကိုလာတယ်ကော့ချန်ဆိုတဲ့ကျွန်းလေးကိုခေါ်သွားပေးပါမယ်နော်ဒီကော့ချန်ကျွန်းလေးရဆိုလို့ရှိရင်တော့ထိုင်းမှာတတိယအကြီးဆုံးကျွန်းဖြစ်ပါတယ်သူကလေစရာပက်စရာလည်းများတယ်ကျွန်းကလည်းတော်တော်လေးကိုကြီးပါတယ်အဲဒါကြောင့်တညအိမ်နှစ်ညအိမ်လောက်တော့အနည်းဆုံးသွားတင်ပါတယ်ကော့ချန်ကျွန်းကိုသွားမယ်ဆိုလို့ရှိရင်အရင်ဆုံးဒီဘန်ကောက်ကနေပြီးတော့ကော့ချန်မရောက်ခင် Terrace ဆိုတဲ့မြို့ရှိရပေါ့နော်အဲ့ဒီမြို့မှာအရင်ဆုံးဆင်းရမှာပါအဲ့ဒီမြို့တော့ဘန်ကောက်ကနေဆိုလို့ရှိရင်9နာရီခွဲဝန်းကျင်လောက်ကြာပါတယ်ဒါကတော့ Mochis Station ဒါမှမဟုတ်လို့ရှိရင် Kamai Station ဘန်ကောက်ကနေပြီးတော့ bus ကားတွေစီးပြီးတော့သွားလို့ရပါတယ်เนาะပြီးရင်ကိုကလက်မှတ်ကိုကြတော့တခါတည်းသူကဝယ်ထားလို့ရတယ်ပေါ့နော်ပြီးရင်သူကဒီအဲ့ဒီလက်မှတ်ကတခါတည်းပဲတောက်လျှောက်ဝယ်လာတာဆိုတော့ဒီကျွန်းကိုသွားဖို့အသင်းမောကိုမနေရဘူးပေါ့နော်ဒီကားတိလေးတွေနဲ့ပြောင်းစီရပါတယ်အဲ့ရောဘန်ကောက်ကစီလာတဲ့ bus ကဒီမှာရက်ပြီးတော့သူတို့တခါတည်းအဆင်သင့်ရှိနေတဲ့ကားလေးပေါ်တက်ပြီးစီးသွားမှာဖြစ်ပါတယ်ဒီကားလေးနဲ့သူကဒီတင်မောစိတ်ထိပို့ပေးရပေါ့နော်ဒီလက်မှတ်ကလည်းတင်မောလက်မှတ်ကိုတသက်ဖြတ်စရာမလိုတော့ဘူးတခါလေးဝယ်လာတော့လေအဲဒါကြောင့်မလို့ဒီကားလေးပေါ်ကဆင်းလာတယ်တင်မောရှိရဆိုလို့ရှိရင်တင်မောပေါ်တန်းတက်ပြီးတော့စီးအောင်ပါပဲသူကဒီဘက်ကန်ကနေပြီးတော့ကျုံးစီကိုကူးမယ်တင်မောပေါ့နော်သူကတော့ကားဆွဆွကားတေးလေးစီးရတာကမိနစ်20နာရီဝယ်လောက်ကြာတယ်ပြီးရင်ကန်းကိုရောက်ဖို့အတွက်တင်မောကတော့15မိနစ်20ပေါ့နော်အဲ့လောက်တော့ကြာပါတယ်အဲတော့တင်မောစီရင်နဲ့ ACC view လေးကြည့်ပြီးတော့တင်မောပေါ်မှာအနားယူလို့ရပါတယ်တင်မော ACC ပြီးတော့ဟိုဘက်ကန်းဘက်ကဘယ်လိုလောက်ရောက်သွားမှမသိဘူးတင်မောကဒီစီးတဲ့အချိန်တော့ဂျာရဲဖြစ်တဲ့ကြတော့မလို့လူကလည်းတိတ်မရှိဘူးပေါ့နော် ACC ပဲစီးသွားလို့ရတယ်ပြီးတော့တင်မောပေါ်မှာသူကအဲ့လိုအေးဆိုင်လေးပြီးတော့ snack ဆိုင်လေးလည်းရှိပါတယ်ရောတင်မောကန်ကူနေတဲ့အချိန်မှာကိုကပုံမှာမုတ်လေးပါလေးလည်း AC စားလို့ရပါတယ်တင်မောပေါ်မှာဆိုလို့ရှိရင်လည်းဒီ safety jacket တွေပေးရတဲ့အတွက်ကြောင့်မလို့ကိုကဒီရေကိုကြောက်တယ်သူကိုစိတ်မချအောင်ဆိုလို့ရှိရင်တော့ safety jacket တွေလည်းယူဝတ်ထားလို့ရပါတယ်နော်ဒီရေရသူကလေကျုံးဘက်တောင်မရောက်သေးဘူးဒီဘက်အချွမ်းမှာကလေးရေရစိမ့်မျိုးပေါ့နော်တော်တော်ကြီးနေပြီအဲကျုံးဘက်နီးလေသူကရေရပိုကြီးလေဒီကော်ချန်ကျုံးကသူကရေတော်တော်ကြီးရပေါ့နော်သွားဘူးတယ်မှာဆိုလို့ရှိရင်ရေကြီးပြီးတော့အဲ့လိုသူကကျွန်းဒီကန်းချီဆိုတာထက်ကိုသူကလို့တစ်တော်ရဲ့ကျွန်းရဲ့လို့ရိုးရတဲ့ vibe ဆိုတော့တော်တော်လေးကိုနေလို့ကောင်းပြီးတော့အေးစစ်စစ်လေးဖြစ်တယ်လူလည်းတိတ်မများဘူးပြီးရင်လဲစရာနေရာတွေကလည်းပေါ်တယ်ကိုကမလဲချင်ဘူးဆိုလို့ရှိရင်တော့မောင်ဟိုတယ်မှာပဲအေးစစ်စစ်အနားယူမယ်ဆိုလို့ရှိရင်တော်တော်လေးကိုနေလို့ကောင်းတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်နော်ဒီကျုံးပေါ်မှာဆိုလို့ရှိရင်လေစရာတွေကရေတခွန်အသေးလေးရှိရေတခွန်2ခု3ခုလောက်ရှိရဲပြီးတော့တခြားတင်မောစိတ်တွေရှိရဲလှရဲပေါ့နော်အဲ့တော့ကိုကအေးစစ်စစ်အနားယူပြီးတော့လဲလို့ရပါတယ်ဒါကတော့ဒီကျုံး trap ဘက်ကနေပြီးကျုံးဘက်ကိုကူးလာပြီပေါ့နော်တင်မောနဲ့ပြီးရင်တော့ဒါကျုံးဘက်ကိုရောက်ပါပြီကျုံးဘက်ကိုရောက်ပြီဆိုလို့ရှိရင်တကယ်လို့ကိုယူထားတဲ့ကားကဒီကျုံးကနေပြီးတော့ hotel ကိုပို့ပေးတဲ့ package မပါဘူးဆိုလို့ရှိရင်လည်းဒီအပြင်ထွက်လိုက်တာနဲ့အမှ bus ကားတေးလေးပေါ့နော်စောစောကလိုကားလေးရှိရဲအဲ့မှာကိုကတက်စီးလိုက်တာနဲ့ကိုသွားချင်တဲ့နေရာကို hotel ကိုပြောပြီးတော့ကိုသွားချင်တဲ့ beach ကိုပြောရင်ပဲဖြစ်ဖြစ်အဲ့မှာသူကဘယ် beach ဘယ် hotel ဆိုလို့ရှိရင်တော့ဈေးဘလောက်ပေါ့နော်သူကအဲ့ထက်လည်းပိုမတောင်းဘူးသူတို့သတ်မှတ်ထားတဲ့ဈေးနဲ့ပဲယူတယ်အဲ့ဒါကြောင့်မလို့အဲ့လိုပြောလိုက်တာနဲ့ဟိုအဆင်ပြေပါတယ်ဒီကိုယူထားတဲ့ hotel ကတော့ဒီ city area မှာပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနီးနီးနားနားပေါ့နော်စားသောက်ဆိုင်လေးတွေတခြားပစ္စည်းရောင်းတဲ့ဆိုင်လေးတွေလည်းရှိတဲ့အတွက်ကြောင့်မလို့တခုခုလိုချင်တာရှိလို့ရှိရင်လည်းနီးနားနားသွားပြီးဝယ်လို့ရတယ်ပေါ့နော်။ဒါ 7-Eleven နေတခြား Big C တို့ပါလို့ရှိရ Big C ကမှ2ခုလောက်ရှိရဒီကျုံးပေါ်မှာနေပြီးတော့ Macro လည်းရှိရဒီကျုံးပေါ်မှာလေအဲကြောင့်သူကတော်တော်ကြီးတဲ့အတွက်ကြောင့်မလို့တော်တော်လေးလဲစုံနေပြီးတော့ဒီ view point ဆိုလို့ရှိရင်လည်း2ခု3ခုလောက်ရှိရအားကြောင့်မလို့အေးစစ်သွားလဲမယ်ဆိုလို့ရှိရင်ဟို2ည3ညလောက်ဆိုလို့ရှိရင်တော့မှတော်တော်သွားရမယ်ပေါ့နော်အဲကျွန်းပေါ်မှာပဲသူကရှောက်လဲခြင်းတယ်ဆိုလို့ရှိရင်ဘက်စကားလေးနေပို့ပေးရလဲရှိရဲအဲ့လိုမှမဟုတ်ဘူးကိုဘာတာကိုအစီအစဉ်နဲ့ကိုသွားခြင်းတယ်ဆိုလို့ရှိရင်လည်းမစိုက်ကယ်ငှားလို့ရတယ်ပြီးရင်ကားလည်းငှားလို့ရတယ်တခုရှိတာကတော့သူကကျွန်းပတ်ဒီလမ်းနေရပေါ့နော်နည်းနည်းအကွေအကောက်တော့များရဲပြီးရင်နည်းနည်းမက်တာရဲပေါ့တက်ကားရရှိရတဲ့အတွက်ကြောင့်မလို့ဆိုင်ကဘာညာမောင်းရင်တော့နည်းနည်းလေးတတိထားပြီးမောင်းဖို့လိုပါတယ်ဒီကျွန်းပေါ်မှာဆိုင်ကစီးရင်လျှောက်သွားနေရလေးဟိုကတော့တမျိုးလေးပေါ့နော်နေလို့ကောင်းတယ် ACC လေးရှိရယ်
ပြီးရင်ကိုကလည်းမျိုးရှောင်မသွားခြင်းဘူးဟိုတယ်မှာပဲစစ်စစ်အနားယူရှင်နေဆိုလို့ရှိရင်တော့ဒီဖြစ်နိုင်လို့ရှိရင် sea view hotel ကိုရွေးပြီးတော့အခန်းကိုလည်း sea view ရွေးပြီးတော့အေးစစ်စစ်အနားယူအပူပြီးတော့ကောင်းတယ်ပေါ့နော်သူကဒီကမ်းခြေမှာလည်းရေကကြည်တယ်တော်တော်လေးရေတန့်နေပေါ့နော်အဲ့တော့ပြီးတော့လှိုင်းတာတို့ကလှိုင်းရမ်းမကြည့်ဘူးလှိုင်းရမ်းမကြည့်တော့လို့အေးစစ်စစ်နဲ့တတရရပဲအဲ့တော့တော်တော်များများလဲရေစင်းစော့ကြတယ်ဒါပေမဲ့လို့လူအရမ်းမရှုပ်ဘူး beach တွေကလည်းသူက hotel နဲ့ private beach ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့လူကအေးစစ်စစ်ပဲလုံးဝလူမများဘူးအဲ့တော့ကိုနေမဲ့ hotel ကိုတော့တခြားလေးရွေးပေါ့နော်ဒီ private beach မှာရှိရလားပြီးရင်ကမ်းခြေနဲ့နီးတာပြီးလို့ရှိရင် sea view ခန်းလားဆိုတာမျိုးတော့ကိုက hotel ကို booking မလုပ်ခင်မှာတခြားရွေးဖို့လိုပါတယ်ကိုရီရွေးရတဲ့ hotel ကတော့ဒီမနက်စာလည်းပါတယ်အဲဒါကြောင့်မလို့မနက်စောစောစီစီမနက်စာကိုပင်လယ်လေးကိုရှူရှိုက်ပြီးတော့ပင်လယ်ကိုကြည့်ပြီးတော့စားရတဲ့ဟာကအရန်ကိုကြိုက်ပါတယ်အရန်ကိုလည်းမိုက်ပါတယ်အဲတော့အပြင်တခြားကန့်ချီတွေကိုတွားလို့ရှင်ရကြတော့သူက public beach လိုမျိုးနေရာမှာဆိုလို့ရှင်တာလူရှုပ်ပြီးတော့အေးစစ်စစ်မဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးနေရာတော့တိတ်မကြိုက်ဘူးပေါ့နော်အဲ့ဒါကတော့ခဏတစ်ဖြုတ်ပဲတွားလို့ကောင်းတယ်ဒီဟာမျိုးကကြတော့ကိုကကြလဲနေခြင်းနဲ့အေးစစ်စစ်လေးအနားယူခြင်းနဲ့ရေထဲဆင်းလိုက်ဟိုတယ်မှာနားလိုက်စားလိုက်တောက်လိုက်မျိုးခြင်းနဲ့ဆိုလို့ရှင်တော့ဒီကျွန်းလေးကိုတော်တော်လေးကို recommend လုပ်ပါတယ်နော်ပြီးရင်ဒီသူကလဲစရာနေရာလေးအနေနဲ့ lonely tree ဆိုတဲ့ဟာလေးရှိရပြီးရင် lonely beach ရှိရပြီးရင် Bangpao Pier ဆိုပြီးတော့အဲ့လိုနေရာလေးလည်းရှိရပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကအေးစစ်စစ်အချိန်ယူပြီးတော့သွားလေလို့လည်းရပါသေးတယ်အဲ့လိုမျိုးကြိုက်တာကတော့ရေတော်တော်ကြည်ပြီးတော့အေးစစ်စစ်ဖြစ်တယ်ပြီးတော့နည်းနည်းလေးစူညံတန်နေတိတ်မရှိဘူးအဲ့လိုမျိုးအေးစစ်စစ်နေခြင်းတဲ့လူအတွက်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကြိုက်မှာပါတခြား activities တွေနဲ့ဆိုလို့ရှိရင်လည်းသူက scuba diving တို့ snorkeling တို့လုပ်လို့ရပါသေးတယ်ပြီးရင်ဆင်းစခန်းလည်းရှိရဲဒီမှာသွားပြီးတော့လဲလို့ရသေးတယ်အဲ့တော့ AC တာအချိန်ယူပြီးတော့သွားဖို့အချိန်ပြချင်ပါတယ်နော်ကိုရီသွားတဲ့အချိန်ကတော့ဒါအရင်လေးနေမပူတဲ့အချိန်တခါတလေမှမိုးအုံနေရောကန်းချီမှာလည်း AC ထိုင်လို့ကောင်းတယ်ရေထဲလည်းဆင်းလို့ကောင်းတယ်ပြီးရင်တခါတလေမှမိုးကလည်းနည်းနည်းပါရွာသေးရပေါ့နော်အဲ့တော့အရန်နေမပူတဲ့ဟာတခုကတော့တော်တော်လေးကောင်းပါတယ်ဒါလေးကတော့ lonely tree လို့အမည်ရတဲ့အသစ်ပင်လေးပါဒီကျွန်းကိုသွားလည်ပူရဲဆိုလို့ရှိရင်တခြားစိတ်ဝင်စားဖို့ကောင်းတဲ့နေရာလေးရှိရဆိုလို့ရှိရင်လည်း comment မှာရေးသွားပေးပါအောင်နော်မသွားဘူးတဲ့လူတွေအတွက်ကိုလည်းဒီကျွန်းလေးကိုတစ်ခေါက်လောက်တော့သွားကြည့်ဖို့အတွက် recommend လုပ်ပါရနော်နောက်ဗီဒီယိုလေးတစ်ခုမှာဒီကျွန်းပေါ်မှာ snorkeling လုပ်ခဲ့တဲ့အတွေ့အကြုံလေးကိုလည်းမျှဝေပေးထားပါအောင်မယ်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တူတက်ရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါဦးမယ်နော်အားလုံးပဲတတာ